ဘာဖြစ်လို့လဲဗျညာကျွန်တော်မေးတာလားခင်ဗျားနေတော့နေရောက်ခဲ့ရှိတယ်ခင်ဗျားမမေးလို့ကျွန်တော်ဘယ်လိုမေးရကျွန်တော်ယောဂခုတလောအဲ့လိုမရဘူးဆရာအဲ့လိုမရဘူးအိတ်မရဟုတ်ကဲ့ဆရာအိတ်မရဘယ်လိုအိတ်မရအိတ်မကြရင်ပျော်သွားရင်ပျော်မဲ့ကြရင်မနိုးရင်ဆရာခင်ဗျားကောင်းပြောသားမှာလူရင်းပြောခင်ဗျားဘာခံစားနေလဲဘာဖြစ်လဲဟုတ်ကဲ့လူရင်းကတော့ကျွန်တော်ယောဂ96ပါးယောဂနဲ့အကျောနာဖြစ်ခြင်းသစ်ပင်မောဆောက်ထိုးကြအပေါင်အကျိုးရပြီးနှာခေါင်းရိုးကသွေးရှံမေးလန်လို့နဖူးကွဲဒူးပြဲပြီးအဲ့ရဘောတရေတို့မှာသွေးတို့ယောဂသွေးတို့လားနှာစီးဆရာနှာစီးတယ်ဆိုတော့ပြီးရောဗျာနှာစီးရဘယ်လောက်စီးလို့နှာစီးတာမှာဟဲလို့တော့မအွန်လိုင်းပါဘူးဆရာရဲ့ကဲမအွန်လိုင်းလည်းမအွန်နဲ့ဟုတ်ကဲ့ဆရာဒီခန်းထဲမှာအွန်ရင်တခါလူထင်မြင်လွဲကြဖြစ်ဟုတ်ကဲ့ရောဒါလေးကိုခဏလုံးကြလုံးတော့နော်ဟုတ်ကဲ့ဆရာရရဟုတ်ကဲ့နောက်ကျော်လို့ဟုတ်ကဲ့ဆရာဦးလေးကျွန်တော်ဒီစေးကန်းဆရာဝန်နဲ့တွေ့ချင်လို့ပါခင်ဗျာ။အော်အေးခဏဟုတ်ကဲ့။ငါဆရာဝန်ပဲ။ငါဆရာဝန်ဆရာဝန်လားအေးဝင်လာလိုက်တာဆရာဟဲ့အခုဘယ်သွားလဲဟင်။နာငါဆရာဝန်လေတေးဘိုးဆိုမမြင်ဘူးဖြစ်နေဟဲ့လား။ဒါနဲ့ကြက်ကြီးတယ်။အော်ဟုတ်ကဲ့။နော်။နားမကြားဆရာဖြစ်လို့ပါဆရာ။ဆရာကျွန်တော်ခေါင်းပေါက်ပြီးတော့ကျွန်တော်ခြေထောက်ကျိုးသွားတယ်။မြင်နေဆရာဝန်မင်းဝင်လာတဲ့ဂျိန်းတောင်းနဲ့ခြေထောက်ကျိုးတာငါမြင်နေ။အဲ့ခြေထောက်ဘာလို့ကျိုးတယ်လဲပြောဒါပဲ။ပြောပါမယ်ဆရာ။ဟိုလွန်ခဲ့တဲ့25နှစ်လောက်တုန်းကကျွန်တော်ကဒီကလွန်ခဲ့တဲ့25နှစ်လောက်ကကိစ္စကိုပြောနေတာမဟုတ်ဘူးလေဟုတ်ကဲ့မင်းခြေထောက်ဘူးဘာလို့ကျိုးတယ်လဲဒါကိုမင်းနေတာအဲ့ဒီအကြောင်းကိုပဲပြောနေတာပါဆရာ။ဟာအေးစိတ်ရှိရင်လည်းနားထောင်ပါဆရာ။ဆရာစီကလည်းလူပါနေတာပဲ။ငါစီကရောမထဲမပြောဘူး။ဟုတ်ကဲ့ပါ။နော်မပြောတော့ပါဆရာ။အေးဘာလို့ကြိုးလဲပြော။အဲ့ဒီ25နှစ်လောက်တုန်းကကျွန်တော်ကတတိတယောက်ရဲ့အိမ်မှာအလုပ်လုပ်ပါတယ်ဆရာ။ကျွန်တော်ကတတိကသူ့အိမ်မှာပဲပေးပြီးတော့နေပါတယ်။ညတညမှာအမတန်ချောမောလှပါတယ်တတိရဲ့သမီးကကျွန်တော်ခံထဲကိုဝင်လာပါတယ်ဆရာ။ခက်တော့တယ်ကွာမင်းကလည်းဒီ25နှစ်ကိစ္စကြီးငါပြောတာမချီတော့ကိစ္စကြီးမင်းနေတာကွာဟုတ်ပါတယ်ဆရာအဲ့ဒီအကြောင်းကိုပဲပြောနေတာပါအဲ့ဒီဆရာအေးစင်းနာထောင်လို့ဆရာစီကလည်းလူငါစိတ်ခိုင်းတော့မပြောနဲ့နော်ငါအပေါက်ထိုးလို့မလာတာနော်လူချင်းချင်းတာဒါပဲကပြောမင်းပြောဘာဖြစ်လို့ပြောသေး25နှစ်ကိစ္စပြောဟိုအခန်းထဲရောက်လာပါပြီအခန်းထဲရောက်ပြီကပြောအေးအဲ့တတိသမီးကနေပြီးတော့ကျွန်တော်မေးပါတယ်ဆရာဘာမေးလဲဟိုအကူကြီးတဲ့ဘာလိုအပ်သေးလဲတဲ့ဟိုကျွန်တော်လည်းဘာမှမလိုအပ်ဘူးလို့ပြန်ပြောလိုက်ပါတယ်ဆရာပြောလိုက်ဟုတ်ကဲ့ဘာလို့ကြိုးလဲပြောဟုတ်ပြောနေအဲ့အကြောင်းကိုပြောနေတာပါဆရာအဲ့ဒီအကြောင်းလည်းကွာဘယ်လိုလဲပတ်သက်တယ်ပြောပါဆရာစီကလည်းလူရှင်းနေတာပါငါစီကအကြောင်းကိုမပြောနဲ့ငါစီကအကြောင်းကိုမပြောနဲ့ငါသိတယ်ငါမထင်ချင်တယ်လို့စီကလူပါနေတာသိတယ်ပြောအဲ့ဒါကျွန်တော်သိကြရဲ့လားတဲ့ဟုတ်ကျမရှင်းတော့ဘာလုပ်ပေးရမလဲတဲ့ကျွန်တော်မေးပါတယ်ဆရာကျွန်တော်လည်းဘာမှမလိုအပ်ဘူးလို့ပြန်ပြောလိုက်ပါတယ်ဆရာအဲ့တော့ဟုတ်ကဲ့ပြောဘာလို့ကြိုးလဲအဲ့အကြောင်းပဲပြောနေတာပါဆရာအဲ့ဒီကြောင့်လည်းမချုံးနိုင်ဘူးပြောဆရာစီကလည်းလူပါနေတာလူပါတာမပြောနဲ့လူပါတာကိုမပြောနဲ့ဟုတ်ကဲ့ပါဆရာအဲ့ဒါအဲ့ကောင်ကျွန်တော်နားမလဲဘူးဆရာဒီနေ့မနေ့ကျွန်တော်အိမ်ခေါင်မူလေးပေါက်လို့ကျွန်တော်ခေါင်မူအပေါက်ကိုတက်ဖိုင်ရင်းနဲ့မှအဲ့ဒီအမျိုးသမီးလွန်ခဲ့တဲ့25နှစ်လောက်ကရှင်ဘာလိုအပ်သေးလဲလို့ပြောတဲ့စကားကိုကျွန်တော်အဖေပေါ်တဲ့